မင်္ဂလာပါဒီနေ့စကားလုံးများရဲ့စံပကားကြောင်းပြောပြပေးချင်ပါတယ်တချို့ကစကားလုံးကအရေးမကြီးဘူးအကျင့်ကသာအရေးကြီးတယ်လို့ပြောကြပါတယ်ဟုတ်ပါတယ်ဒါပေမဲ့တကယ်အကျင့်တိုင်းဟာစကားလုံးတစ်ခုနဲ့စတင်ခဲ့ရမဟုတ်ဘူးလားတချို့ကဒေါသစကားတစ်ခုကဘဝတစ်ခုလုံးထိခိုက်စေတယ်လို့ယုံကြည်ကြပါတယ်ဟုတ်ပါတယ်ဒါပေမဲ့ကုသပေးတဲ့စကားတစ်ခုကလည်းဘဝတစ်ခုလုံးထိခိုက်မှုကိုတတ်တာစေပါတယ်တခါတည်းရန်ကျမတို့ကိုယ်တိုင်အားမရှိဘူးလို့ပြောခဲ့ဘူးကြတယ်မလားဒါပေမဲ့ကျမတို့ကိုယ်တိုင်အားပေးတဲ့စကားပြန်ပြောတဲ့အချိန်တိုင်းအားရတစ်ဖန်ပြန်ရလာတာမဖြစ်ခဲ့ဘူးလားစကားလုံးတွေကတာမန်အတန်တွေမဟုတ်ပါဘူးအဲ့ဒါတွေကမျိုးစေ့တွေပါကိုစိတ်သက်ကြစေတဲ့စကားတွေပြူးရင်ကြောက်ရွံ့မှုတွေတိုးစေမယ်ကိုအားပေးတဲ့စကားတွေပြူးရင်တတ္တိကိုတိုးစေမယ်စကားလုံးလေးတွေကတန်တိုးစွမ်းရင်ရှိပါတယ်စကားတစ်ခုနဲ့ကလူနှစ်ယောက်ကြားမှာပေါင်းကူတရားတစ်ခုဖန်တီးပေးနိုင်တယ်လို့နေရန်တစ်ခုလည်းဖြစ်လာစေနိုင်ပါတယ်တယောက်ကိုအားပေးမြင့်တင်ပေးနိုင်တယ်လို့စိတ်သက်ကြအောင်လည်းလုပ်နိုင်ပါတယ်ဒါကြောင့်ဒီနေ့ကစားပြီးစကားလုံးတွေကိုဂရုတစိုက်ရွေးချယ်ကြအောင်နော်